ဒါလေးကတော့ Fasa All Star Skin Challenge အတွက်10ပွဲမြောက်ဖြစ်ပါတယ်10ပွဲမြောက်မှာတော့ Fasa player ဖြစ်တဲ့ Kimomo E ဆိုတဲ့ team ဘက်ကနေပြီးတော့ Belmont Angela Trazella နဲ့ Hana ပြီးတော့ပါတာဖြစ်ပြီးဟိုဘက်မှာဆိုလို့ရှိရင်တော့Fasa player Mystery ဆိုတဲ့တယောက်နဲ့တူတူ Aquiro Freya Hira နဲ့ Fanny တို့ပါတာပဲဖြစ်ပါတယ်ပြီးတော့ဘယ် player ကနိုင်ပြီးတော့ MVP ရသွားမယ်ဆိုတာကိုဆက်ပဲပြီးဆက်လက်ပြီးတော့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ဟိုဘက်က Mystery နေနဲ့ကတော့ဒီဘက်က Fasa ကိုလာပြီးတော့ကန်တယ် Hira နေနဲ့ကတော့ဒီ Kimomo E ကိုဝင်ပြီးတော့ထုသွားပြီပေါ့နော်ကန်နေတယ်ပေါ့နော်Fanny player နေနဲ့ကတော့ဒီ Kimomo E လက်ချက်နဲ့တေးသွားပြီ Kimomo E ကေးရသွားပြီFasa နေနဲ့ထပ်ပြီးတော့ပြန်တေးသွားပြီပေါ့နော်101 Angela ပြန်ပြီးတော့တေးမှာလား Fasa လက်ချက်နဲ့ Fasa ခုဆိုရင်တော့ကေးထရသွားပြီ Mystery နေနဲ့ကတော့ခုဆိုရင် KDA 202နဲ့ပြီးတော့Kimomo E ထပ်ပြီးတော့တက်တယ်Trazella အနေနဲ့ကတော့နောက်ကဝင်ရိုက်နေတယ်ဆိုပေမဲ့3ယောက်1ယောက်Trazellaပြန်ပြီးတော့တည်သွားတော့မှလားTrazellaဒီကတော့ဒီHiraပဲထပ်ပြီးတော့ရထားတာဖြစ်ပါတယ်တည်သေးဘူးBelmontပြန်တည်သွားပြီပေါ့နော်Freya 3ယောက်ပေါင်းပြီးတော့ဝင်ပြီးတော့ထုပြီးHanaပြီးတည်တော့မှလားMystery အနေနဲ့ကတော့အခုချိန်မှာ KDA 404ရသွားပြီပဲဖြစ်ပါတယ်နော် Angela လက်ချက်နဲ့ Belmont ပြန်ပြီးတော့သိမှာလား Fasa and Story ပဲ Fasa အနေနဲ့ကတော့ Ultimate ထောင်းလိုက်တယ် KR သွားမှာလား Call လိုက် PPA ဆိုပေမဲ့ Flicker တုံးလိုက်တယ်လွတ်သွားမှာလား Belmont တဲတဲ့ line နေဆိုပေမဲ့ Angela ပြုတ်ကျသွားပြီ Angela သွားပြီးတော့တည်တော့မဲ့အနေထားမှာဖြစ်သွားပြီHanabi နဲ့ Hanabi ကဘာဖြစ်ကုန်လဲမသိ Fasa ပဲပြန်ပြီး KR သွားတယ်ပေါ့နော်Belmont လောကိုသွားပြီးတော့လူမှာလူတော့မရဘူးBelmontပြန်ပြီးတော့ဖြတ်ခံရတော့မှလား Freya နဲ့နှကောင်ပေါင်းပြီးတော့ရိုက်နေတယ်Belmont ကတော့ပြတ်တော့မဲ့နေထားမှာဖြစ်သွားပြီFasa အေးထရတယ်ဒီကိုဒီလိုမျိုးရှင်းလို့ရနေတာဆိုတော့နည်းနည်းလေးတော့ကြည့်ရမယ်နောက်မှာပတ်ပြီးတော့Fasaကိုထဲထဲထိဝင်လောက်တယ်ပေါ့နော်ပတ်ပြီးတော့ပြန်တည်သွားတယ် base ကိုတော့ only ချိုးနေနေပဲဒီပွဲမှာတော့Mystery ဆိုတဲ့ Fasa player လေးကတော့ MVP ရသွားတော့မှာပဲဖြစ်ပါတယ်ဟုတ်ပါတယ်Mystery ဆိုတဲ့ Fasa player လေးကတော့ဒီပွဲမှာ MVP ရပြီးတော့ challenge အောင်သွားပြီပဲဖြစ်ပါတယ်